ကြီးဌာနပြည်မနာမြို့နယ်ရုံးအနေနဲ့ပြည်သူများအသိပညာဘုဒ္ဓတရားရှိစေရန်ရည်ရွယ်၍အသိပညာပေးအစီအစဉ်များကိုအွန်လိုင်းမှာတစ်ဆင့်ရိုက်ကူးထုတ်လွှင့်ပေးရရှိရာဒီကနေ့မှာတော့လူငယ်နေ့ရင်ကျေးမှုအသိပညာပေးတော့ချိုးအစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်လေးမှာကျမတို့ရင်ထွေးနေအတူဆွေးနွေးပြဖို့ရဆရာမတက်တက်နယ်ရန်ကုန်တက္ကသိုလ်ကိုဖိတ်ခေါ်ထားပါတယ်ရှင်ရင်ကျေးချင်းကလူငယ်တွေအတွက်ဘယ်လောက်အရေးပါတယ်လဲဆိုတဲ့အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်ရင်ကျေးမှုဆိုတာကလူတွေကစက်သုံးအပ်တဲ့အရာတစ်ခုဖြစ်တယ်ယဉ်ကျေးမှုရှိတဲ့သူတွေကဘယ်သူတွေလဲလို့ပြောရင်တော့မေတ္တာစိတ်အခြေခံရှိတဲ့သူတွေပါတယ်အဲ့တော့လူငယ်တွေအတွက်နော်ယဉ်ကျေးမှုကဘယ်လောက်အရေးကြီးလဲလို့ပြောရင်တော့ဒီယဉ်ကျေးမှုတွေကိုလိုက်နာစောင့်ထိန်တဲ့လူငယ်တယောက်ကဘောအောင်မြင်ရေးကိုလည်းပဲဖြစ်ပေါ်နိုင်တာအတွက်လည်းကောင်းယဉ်ကျေးမှုဟာလူငယ်တယောက်အတွက်အရေးကြီးတဲ့အရာဖြစ်ပါကြောင်းပြပြချင်ပါတယ်ရှင်ယဉ်ကျေးမှုဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ရတယ်လဲယဉ်ကျေးမှုဆိုတာနိုင်ငံအတွက်ဘယ်လောက်အရေးကြီးသလဲဆိုတဲ့အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်မြန်မာပြည်ထဲမှာတော့ယဉ်ကျေးမှုကိုဆောင်တဲ့ဒီကိုဆောင်၍ရှောင်တဲ့ဒီကိုရှောင်တာအမြဲတစေထိမ့်သိမ်းဆောင်ရအပ်တော်ကိုဆောင်တရားလို့ဒီပဲဆိုထားပါတယ်ရှင်အဲ့တော့ဒီယဉ်ကျေးမှုဆိုတာနိုင်ငံအတွက်ဘယ်လောက်အရေးကြီးလဲဆိုတော့ယဉ်ကျေးမှုကနိုင်ငံတစ်နိုင်ငံရဲ့နုညံ့အသိဉာဏ်ဆုံးနေရာဖြစ်ပါတယ်ဒီယဉ်ကျေးမှုဆိုတဲ့နုညံ့အသိဉာဏ်ဆုံးနေရာကနေနိုင်ငံကိုထိုးပေါက်ဖြစ်စီရအင်တန်ပဲလို့ပါတယ်။ဒါကြောင့်နိုင်ငံတစ်နိုင်ငံအတွက်ယဉ်ကျေးမှုဆိုတာအလုံးအရေးကြီးတဲ့အရာဖြစ်တယ်လို့တင်ပြချင်ပါတယ်ရှင်။မြန်မာယဉ်ကျေးမှုစင်လာတွေကိုထိမ့်သိမ်းဖို့လူငယ်တွေအနေနဲ့လိုက်နိုင်ရမယ့်အကြောင်းလေးတွေကိုလည်းရှင်းပြပေးပါအောင်ဆရာမရှင်။ဟုတ်ကဲ့ပါ။ယဉ်ကျေးမှုဆိုတာတစ်နိုင်ငံနဲ့တစ်နိုင်ငံမတူကြပါဘူး။ယဉ်ကျေးမှုဆိုတာကတော့သဘာဝပတ်ဝန်းကျင်တွေကနေလူတွေလိုက်နာစရာစိတ်ညစ်စိတ်ကမ်းတွေကိုလူတွေကိုယ်တိုင်ဖန်တီးထားတဲ့အရာလို့ပြောနိုင်ပါတယ်။တနိုင်ငံနဲ့တနိုင်ငံရာသီဥတုမတူတယ်လို့ဝတ်စားပုံလည်းမတူဘူးယဉ်ကျေးမှုလည်းမတူကြပါဘူးဥပမာအဖြစ်တင်ပြလို့ရှိရင်အင်္ဂလိပ်တွေကအခမ်းအနားတွေရောက်တဲ့အခါမှာအုတ်ထုတ်ချူပါတယ်မြန်မာလူမျိုးတွေကတော့သူတို့တွေလေးအမြတ်ထားရတဲ့နေရာတွေဆိုရင်အနက်ချူလေးရှိပါတယ်အင်္ဂလိပ်တွေကလူတွေချင်းချင်းတွေ့ဆုံလို့နှုတ်ဆက်တဲ့အခါမှာညာဘက်လက်လေးနဲ့လက်ဆွဲပြီးတော့နှုတ်ဆက်ကြပါတယ်ကျမတို့မြန်မာလူမျိုးတွေကတော့လက်အုပ်ချပြီးတော့နှုတ်ဆက်ပါတယ်အဲ့တော့တရားနဲ့တရားနဲ့ရည်ကြီးမှုချင်းမတူဘူးတကယ်လုံးစံချင်းမတူဘူးဒါအထင်သေးစရာမဟုတ်ပါဘူးမတူကွဲပြားမှုတွေကိုလေးစားရတာလည်းပဲရည်ကြီးမှုပဲဖြစ်တယ်လို့တင်ပြချင်ပါတယ်အဲ့တော့နိုင်ငံလူငယ်တွေအနေနဲ့မြန်မာရိုးရာရည်ကြီးမှုအစစ်အလာတွေကိုထိမ့်သိမ်းဖို့အတွက်ကျွန်တော်တို့ဘာအောင်ထိမ့်သိမ်းရမလဲမြန်မာရည်ကြီးမှုအစစ်အလာမြန်မာရိုးရာရဲ့စံနှုန်းမြန်မာရည်ကြီးမှုရဲ့စံနှုန်းတွေကဘာတွေလဲဆိုတာကိုလူငယ်တွေအနေနဲ့သိရှိဖို့သူ့ရဲ့ရည်ကြီးတယ်လို့တင်ပြချင်ပါတယ်အဲ့တော့လူငယ်တွေတောင်းတွေကိုသိမှသာထိမ့်သိမ်းမယ်လို့ပြောမယ်ထိမ့်သိမ်းလို့ရဲ့ဆန္ဒရှိတော်တယ်ပဲဘာလို့ထိမ့်သိမ်းရမှန်းမသိရဘူးမဖြစ်အောင်နော်အဲ့တော့လူငယ်တွေကကိုယ့်ရဲ့ယဉ်ကျေးမှုအစစ်အလာတွေကိုစောင့်ရှောက်ရမယ်ထိမ့်သိမ်းရမယ်သိနေရမယ်သိအောင်လည်းပဲလေ့လာရမယ်လို့တင်ပြချင်ပါတယ်လူငယ်တဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့လေဆရာမအနေနဲ့ဖြည့်ဆွတ်စရာလေးနဲ့ရှိရင်ဒီကုန်းချုပ်တွေနဲ့ဖြည့်ဆွတ်ပေးပါအောင်ဆရာမရှင်ဟုတ်ကဲ့ပါရှင်ကျမတို့မြန်မာလူမျိုးတွေကကြတော့ဗုဒ္ဓအစုံအမနဲ့လိုက်ရောညီတွေရှိတဲ့ယဉ်ကျေးမှုကိုကျွန်တော်ကြားတဲ့လူမျိုးတွေဖြစ်ပါတယ်မြန်မာလူမျိုးတွေကတရဏဂုံ၃ပါးလို့နန္ဒနနာ၅ပါးလို့လေးနဲ့ထားကြပါတယ်ဒီလိုပဲမြန်မာလူမျိုးတွေကငါးပါးတိလာကိုခောက်ပစိုးလို့မြဲညံကြမယ်ဆိုတော့အပြောမျိုးပြောကြတယ်လို့တကယ်လေးလည်းညဆောင်ကြပါတယ်အဲ့တော့လူငယ်လေးအနေနဲ့ဒီငါးပါးတိလာနန္ဒနနာ၅ပါးတရဏဂုံ၃ပါးတွေကိုတည်တည်ချာချာယုံကြည်လေးစားဖို့ရတယ်ဆိုရင်လည်းယဉ်ကျေးတဲ့လူငယ်တွေဖြစ်လာမယ်လို့ယုံကြည်ပါတယ်လူငယ်တွေအနေနဲ့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ရရှိယဉ်ကျေးမှုနဲ့ဓမ္မယဉ်ကျေးမှုဆိုတာလည်းပဲခွဲခြားပြီးတော့သိစေချင်ပါတယ်ရရှိယဉ်ကျေးမှုဆိုတာကတော့ခိုင်တွယ်ထိတွေ့လို့ရတဲ့ယဉ်ကျေးမှုတွေဖြစ်ပါတယ်ရှင်းအောင်အမွေနဲ့ပစ္စည်းတွေဖြစ်ပါတယ်ပကံဆိုလို့ရှိရင်ကျွန်တော်တို့မျိုးအဆက်ထိမ့်သိမ်းဆောက်ရှောက်ခဲ့ပြီးတော့ဒီနေ့အထိကောင်းကလေးရှိနေတဲ့ကျွန်တော်တို့ရဲ့နှလုံးသားရရှိယဉ်ကျေးမှုတွေတူဖြစ်ပါတယ်အဲ့တော့ဒါကိုလေ့လာကြည့်မယ်ဆိုရင်အခိကလူတွေရဲ့စိတ်ထားအခိကလူတွေရဲ့ဝစားစည်းပုံအဲ့ဒီအခိကလူတွေရဲ့စိတ်နေစိတ်ထားဒါတွေကိုကျွန်တော်တို့လေ့လာလို့ရမှာဖြစ်ပါတယ်ဒီနယ်တွေနဲ့ဒီရရှိယဉ်ကျေးမှုတွေကိုလည်းလေ့လာတင်ပါတယ်လို့တင်ပြကြပါတယ်နောက်တစ်ခုကကျတော့ဓမ္မယဉ်ကျေးမှုဖြစ်ပါတယ်ဓမ္မယဉ်ကျေးမှုဆိုတာကတော့ကံတွယ်ထိတွေ့လို့အရာမဟုတ်ရတဲ့အရာဟုတ်ပဲလေရင်းနှီးလုံးသားထဲမှာတိတ်ဆက်ပြီးတော့မှလက်နာနေရတဲ့အရာဖြစ်ပါတယ်ကျမတို့လူကြီးသူမတွေကိုယူတည်ကြတယ်ဆက်ဆက်ပါယူတည်တယ်နောက်ပြီးတော့ကျမတို့ငယ်ရွယ်တဲ့ပြန်စုံတရား၄ပါးပေါ့နော်ပြန်စုံတရား၄ပါးကိုစောင့်တင်းကြတယ်ဒါကတော့ကျမတို့လုံသားထဲမှာတိတ်ရှိနေတဲ့ဓမ္မယဉ်ကျေးမှုတွေပဲဖြစ်ပါတယ်လူငယ်တွေအနေနဲ့မြန်မာပြည်ရဲ့ဒရရှိယဉ်ကျေးမှုဓမ္မယဉ်ကျေးမှုတွေကိုဆက်လက်ထိန်းသိမ်းဖို့တာဝန်ရှိတယ်လို့ဒါတွေကိုလေ့လာပြီးတော့မှဘဝတိုးတက်ရေးအတွက်အသုံးချဖို့လည်းလိုအပ်ပါတယ်လို့ဖြစ်ဆွေးနွေးတင်ပြရင်းဒီကုန်းချုပ်ချင်ပါတယ်ရှင်